အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဆိုင်ဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ The Water Between the Land and the Sea ဆိုတဲ့ series လေးဖြစ်ပါတယ် BBC ကနေပြီးတော့ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်အဲ့တော့လိုက်ပါကြည့်ရှုပေးကြပါဦးဘာကလေးအနေနဲ့လည်းသူမသိလိုက်ပဲလုံမိအရာတခုကြောင့်ဆွေးနွေးပွဲလင်းမှာခတ်တွေ့နေခဲ့ပါတယ်အစိုးရဘက်ကလည်းနောက်ဆုံးဘာကလေးကိုပဲကောင်းအမြည်ရဲ့တာမန်ပြခန့်လိုက်ပါရယ်နောက်တစ်နေ့ရောက်မှာတော့ဘာကလေးကိုအစိုးရကမှန်မှန်မှာပေါ်လာတဲ့စာအုပ်သာဖတ်ပြဖို့ဖိအားပေးခဲ့ပါရယ်ဟိုမိုအကွာလည်းပြန်လည်ရောက်ရှိလာပြီးဒီတစ်ခါမှာတော့ဟိုမိုအကွာဘယင်မနဲ့ဘာကလေးတို့ရဲ့ထိတ်တိုက်စကားပြောကြရမှာဖြစ်ပါတယ်ဘယင်မမြစ်ထရဲ့ရေတစ်ခွက်ကိုချက်ချင်းသွားခတ်ခိုင်းခဲ့ပါတယ်ပြီးနောက်ဒါကိုဘာကလေးကိုတောက်ခိုင်းခဲ့ပါတယ်သူ့အနေနဲ့လည်းညစ်ပတ်နေတဲ့ရေကိုတောက်တုံးလို့မရကြောင်းပြောလိုက်တဲ့အခါဘာလို့ဖြစ်ရတာလဲဆိုရက်အကွာဘယင်မရဲ့စကားကိုအစိုးရဘက်ကဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမဲ့ဘာကလေးကတော့သူ့စိတ်ထဲကရှိတဲ့အတိုင်းသာညဉ့်ညံ့မှုတွေကလူသားတွေရဲ့တောင်းအမှုကြောင့်မှပဲလို့ပြောပြခဲ့ပါတယ်နောက်တစ်နေ့ဆွေးနွေးပွဲမှာတော့ဘာကလေးကနောက်240အတွင်းမှာသမုဒ္ဒရာညဉ့်ညံ့မှုကိုရှော့ချနိုင်လိမ့်မယ်လို့ညှိနှိုင်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါအပြင်ဘယင်မပို့ပြီးတော့ဒေါသထွက်သွားပါသေးတယ်သူတို့ရဲ့ရေရောက်ကဘာကိုလူသားတွေအစိတ်အတောက်တွေနဲ့ဖျက်ဆီးနေတာကိုဆက်လက်တိမခံနိုင်တော့တဲ့အတွက်ကြောက်မက်ဖွယ်ကောင်းတဲ့လက်တော့ပြန်မှုတစ်ခုစတင်လိုက်ပါတော့တယ်လူသားတွေနှစ်ပေါင်းများစွာပေါ်ပေါ်ဆဆစွန့်ပစ်ထားခဲ့တဲ့ plastic အမိုက်တွေဟာကောင်းကင်ဘဝကနေပြန်လည်မိုးရွာချလာပါတော့တယ်ကြီးကပ်ပေးကြောင့်မြို့ပြလမ်းမတွေဟာ plastic အမိုက်ပုံကြီးတွေဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်လူသားတို့ရာမိမိတို့ပြုလုပ်ခဲ့တဲ့အမှားတွေကိုကိုယ်တိုင်ပြန်လည်ခံစားရတယ်လို့ဖြစ်နေချိန်ဘာကလေးရဲ့ဇနီးနဲ့သမီးဟာလည်းပလတ်စတစ်မိုးရကြောင့်အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရကမိသားစုနဲ့ကမ္ဘာကြီးရဲ့ကံကြမ္မာကြားလွန်ဆွဲနေရပါတော့တယ်အပိုင်းနဲ့အဆုံးမှာတော့ဘာကလေးဟာသူ့မိသားစုနဲ့ကမ္ဘာကြီးကိုကယ်တင်ဖို့အတွက်ဘဟေဒီဆန်တဲ့ရေရောက်ကမ္ဘာတွေကိုကိုယ်တိုင်ဆင်းသွားဖို့ကလွယ်ပြီးအခြားမရှိတော့ပါဘူးဘာကလေးတရားရေရောက်ကဘာမှာဘယ်လိုစွန့်စားကနေစောက်ဖွင့်မလဲဆိုတော့နောက်ပိုင်းမှာဆက်လက်ကြည့်ရှုရပါမယ်အဆုံးလေးလိုက်ပါကြည့်ရှုပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ထပ်အပိုင်းတစ်တင်နိုင်မှုအတွက်လည်း channel လေးကို like and subscribe လေးပြုလုပ်ခဲ့ပေးပါဦး comment လေးလည်းမှန်ခဲ့ပေးပါဦးတောင်းဆိုချင်ပါတယ်နောက်နေ့မှပြန်တွေ့ပါမယ်